ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရန်ကုန်နောက်ပိုင်းခရိုင်ဗဟန်း Community Center ခမ်းမ၌လူငယ်နှင့်အလေးကျင့်ကောင်းအကြောင်းအသိပညာပေးတော်ရှိုးကိုလက်ထောက်ညွှန်ကြားရေးမှူးဒေါ်ရေးခိုင်နှင့်စာရေးဆရာမပေါက်ပေါက်တို့ဟာယခုလိုတင်ဆက်ခဲ့ပါရရှင်။ဆရာမရှင်လူငယ်တွေအတွက်ဒီအလေးကျင့်ကောင်းနေဟာပေါ့နော်ဒီဘလို့အရေးပါတယ်လဲဆရာမရဲ့အမြင်လေးကိုလည်းဆွေးနွေးသုံးသပ်ပေးပါအောင်ဆရာမရှင်ဟုတ်ကဲ့ပါလူတယောက်ကအောင်မြင်မှုကိုအရယူချင်တယ်ဆိုလို့ရှိရင်တော့အလေးကျင့်ကောင်းတွေကိုမလွဲမသွေမွေးမြူတည်ဆောက်ရမှာဖြစ်ပါတယ်အဲ့တော့ကောင်းမွန်တဲ့အလေးကျင့်ကောင်းမရှိတဲ့သူဆိုလို့ရှိရင်တော့ဘဝရက်တည်းမှာအခြေခံခံမှုကလည်းမရှိနိုင်ပါဘူးဆုံးဖြတ်ချက်တွေကလည်းမတိမကျမသိမချတွေဖြစ်တဲ့ခါမှာအဲ့တော့သူတို့ဟာအောင်မြင်မှုနဲ့ဝေးကွာသွားတတ်ပါတယ်เนาะဆရာမအဲ့တော့အလေးကျင့်ကောင်းရှိသူအတွက်ကတော့ကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါတယ်ဒါကြောင့်မို့လို့လူငယ်တွေအတွက်ဆိုရင်တော့အလေးကျင့်ကောင်းဆိုတာနံပါတ်1အရေးကြီးတယ်လို့ကျွန်မအကြံပေးချင်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမဟုတ်ကဲ့ရှင်ကျမတို့ဒီအလေးကျင့်ကောင်းတွေရှိလာအောင်ပေါ့နော်ဘယ်လိုမွေးမြူရမလဲဆိုတာလေးကိုလည်းအကြံပေးပါအောင်ဆရာမရှင်ဟုတ်ကဲ့ပါအလေးကျင့်ကောင်းတွေရှိလာအောင်ဆိုတော့မွေးမြူတည်ဆောက်တဲ့အခါမှာနေ့စဉ်ဘဝမှာအခြေခံအချက်3ချက်လိုပါတယ်လို့ကျွန်မအကြံပေးချင်ပါတယ်နံပါတ်1ကတော့ဒါ preparation လို့ခေါ်တဲ့ကြိုတင်ပြင်ဆင်မှုတွေလုပ်ပါနံပါတ်2ကတော့ prevention bad behaviors လို့ခေါ်တဲ့အပြုအမူဆိုးတွေကိုမှရှိနေဒါတွေကိုကြိုတင်ကာကွယ်ထားပါနံပါတ်3ချက်ကတော့ timing ဆိုတဲ့အချိန်သတ်မှတ်ခြင်းပေါ့နော်ဒါအချိန်သတ်မှတ်တဲ့လေးစားမှုလည်းရှိဖို့လိုပါတယ်အဲ့တော့နံပါတ်1ချက်ဖြစ်တဲ့ကြိုတင်ပြင်ဆင်မှုကဘယ်လောက်ထိလိုရမလဲဆိုလို့ရှိရင်တော့ကြိုတင်ပြင်ဆင်မှုပြုခြင်းဟာအောင်မြင်မှုရဲ့ပထမလမ်းစခြေလှမ်းဖြစ်ပါတယ်ပေါ့နော်ဆရာမအဲ့တော့ဘယ်ရာကိုပဲလုံးအဓိကနဲ့တာမညာကိုခွဲခြားသတ်မှတ်ပြီးတော့မှမိမိရဲ့ဥတီချက်အတိုင်းကိုအရောက်သွားပေးဖို့လိုပါတယ်နံပါတ်2ချက်ကတော့ဒါအပြုတ်မှုစိုးတွေကိုကာကွယ်ထိန်းသိမ်းရမယ်ဆိုတာတချို့တွေကရှိတယ်ဥပမာမိမိကကိုယ့်ကိုယ်တော့တေချာဝေဖန်ဆက်စစ်ပါကိုယ့်ကိုယ်မညာတမ်းလေ့လာသုံးသပ်ပါမိမိကပြင်းရတဲ့သူလားမိမိကညင်းငွေလွယ်တဲ့သူလားမိမိကဥပမာကောက်ရိုးမီးလို့လူစားမျိုးလားပေါ့နော်အစတော့ဟုတ်တယ်နောက်ပိုင်းတော့အဖျားရှူသွားတာမျိုးဖြစ်သလားဒီလိုဟာမျိုးဆိုတော့ဒီလိုအကျင့်ဆိုးတွေကိုကျမတို့တွေကဒါဖယ်ရှားမှာဖြစ်ပါတယ်ပေါ့နော်မကောင်းတဲ့အလေးကျင့်ဆိုးတွေကိုဖယ်ရှားမယ်ဆိုလို့ရှိရင်တော့ဒါကောင်းမွန်တဲ့အလေးကျင့်ကောင်းတွေဖြစ်ပြီးတော့မှအောင်မြင်မှုပန်းနိုင်ကိုရောက်ရှိပါတယ်ဒီအလေးကျင့်ဆိုးတွေကိုဒါဖတ်တွယ်ထားမယ်ဆိုရင်တော့ဒါလူတိုင်းဟာအောင်မြင်မှုပန်းနိုင်တဲ့ဝေးရက်ပါတယ်နော်နံပါတ်တတိယချက်ကတော့ဒီဘာလဲဆိုအချိန်ကိုသတ်မှတ်ပါဒါကတော့အလုပ်တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်အချိန်ပိုင်းခြားနဲ့ program ကိုဆွဲပါဘယ်ချိန်ကာလမှာဘယ်လောက်နေထားမှာဘယ်လောက်ထိပြီးမြောက်စေရမယ်ဘယ်အဆင့်မှာဆိုဘယ်လောက်ထိကိုအောင်မြင်စေရမယ်ဆိုတော့ဒီလိုမျိုး plan တွေချပြီးတော့ step by step နဲ့လုပ်သွားမယ်ဆိုရင်တော့ဒါအောင်မြင်မှုပန်းနိုင်ကိုရောက်ရှိမှာဖြစ်တယ်လို့အချိန်ကိုလည်းလေးစားတန်ဖိုးထားတတ်ဖို့လိုပါတယ်အချိန်ကိုခွဲဝေမသုံးတတ်ဘူးအချိန်လူတိုင်းမှာ24နာရီပေးထားတော်လဲပဲပေါ့နော်အကျိုးရှိမသုံးတတ်ဘူးဆိုရင်တော့ဒါအောင်မြင်မှုပန်းနိုင်နဲ့ဝေကွင်းသွားတတ်ပါတယ်လို့ကျွန်မသတိပေးချင်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမဟုတ်ကဲ့ရှင်ကျွန်တော်တို့ဒီလူငယ်တွေအနေနဲ့ပေါ့နော်ဒီလေ့ကျင့်ကောင်းလေးတွေရရှိဖို့ဆိုလို့ရှိရင်သူတို့ကိုယ်တိုင်လည်းကျင့်ကြံအားထုတ်မှရမှာဖြစ်တယ်ပေါ့နော်ဟုတ်ပါတယ်ရှင်လူငယ်တွေဟာအချိန်ကိုတန်ဖိုးထားရမယ်ဟုတ်ကဲ့ဒီနောက်ပြီးတော့ကြတော့သူတို့ရဲ့ဒီအောင်မြင်မှုကိုသူတို့ကိုယ်တိုင်သူတို့ပေါ့နော်ဒီရည်မှန်းချက်ပန်းတိုင်အောင်သူတို့ကိုယ်တိုင်တည်ဆောက်မှာဖြစ်ပါတယ်ဟုတ်ပါတယ်ရှင်အဲကြောင့်မလို့ဆရာမအနေနဲ့လူငယ်နဲ့လေ့ကျင့်ကောင်းနဲ့ပတ်သက်ပြီးတော့ဆရာမအနေနဲ့ထပ်ပြီးတော့ပေါ့နော်အမှားစကားလေးများပြောစရာရှိရင်ဆွေးနွေးပေးခဲ့ပါအောင်ရှင်ဟုတ်ကဲ့ပါဒီနေရာမှာကျမကလေဒါရှင်မာရထတာရရဲ့ဆုံးမစကားကိုညွှန်ညင်ပါတယ်ဟုတ်သောအကျင့်မှန်သောအကျင့်သင်သောအယူဖြူသောနှလုံးသူတော်ထုံးကိုဆွဲသုံးသောထွေမှန်လစေဆိုတဲ့ဆိုရိုးစကားရှိပါတယ်အဲ့တော့အဲ့ဒီဆုံးမစကားအတိုင်းမှာနှိစ္စတူဝါမှာမလွဲမသွေကြင်ညံအားထုတ်ကြမယ်ဆိုရင်တော့ဘဝတိုးတက်ရေးအတွက်အလေးကျင့်ကောင်းနေဖြစ်ပါတယ်လို့တိုက်တွန်းရင်းနဲ့ညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ကျွန်တော်ကလည်းကျေးဇူးတင်ပါတယ်ဆရာမရှင်ဟုတ်ကဲ့ပါဒီသတင်းကိုရန်ကုန်နောက်ပိုင်းခရိုင်ဗဟန်းရုံးမှပေးပို့တာဖြစ်ပါတယ်ရှင်